ကဲအဲ့လိုအားလုံးပြီးကြပါနော်ကောင်ကအခုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒါစီပြဿနာပေါ့နော်အဲ့ဒါဆိုတော့တမတော်မောင်းတာကောကြီးဟုတ်နော်တမတော်မောင်းတာကောကြီးပြီးတော့မှသူကနေ့လေလောက်ကြာမှတိုးဖြစ်တာလားဆက်နိုးလို့မရတာဘယ်လိုဖြစ်လဲ ဆက်နိုးလိုက်တဲ့လီဗာဆွဲလို့မရတော့ ဟုတ်ပြီဆက်နိုးလိုက်လီဗာဆွဲလို့မရတော့ဘူး စက်ကနိုးတဲ့လီဗာမုတ်ကြီးကတက်လီဗာဆွဲဆက်သိတာအဲ့လိုဖြစ်တယ်ဟုတ်ပြီနော်အခုကျွန်တော်တို့ထက်ဆန်းတဲ့အချိန်မှာသူကပဲလီဗာဆွဲလို့မရဘူးပြီးတော့ဆက်နိုးရတဲ့ရန်ခတ်တယ်စီရရှိရဆိုတော့ကျွန်တော်စီကိုသိမစစ်ဘူးနော်အခုကာဗီလာရောကျွန်တော်ကြည့်ကြည့်တယ်ဖက်တွေပါမီလိုက်အလားလေးကိုစစ်ကြည့်တယ်ပေါ့နော်စစ်တဲ့အချိန်မှာအခုစီကိုမတင်ကားလို့စီကိုစစ်ကြည့်တယ်ဗျာအခုထပ်ပြီးတော့နော်စီကဒီမှာဒီဇယ်ရောနေလို့ဖြစ်ဓာတ်စီနဲ့ဒီဇယ်နဲ့ရောနေလို့ဖြစ်တယ်အခုချိန်ကျွန်တော်လက်မှာဒါခုနကတွေကစူနေတဲ့ဒီဘက်လက်ဆိုတာခုနကတွေကစူနေတဲ့စီအခုချိန်ဒီမှာ6တင်စီဓာတ်စီအစစ်ဆိုရင်ဗျာကျွန်တော်ဒေါင်းလိုက်ပြီးဆိုရတာနဲ့သူခဏကြာရင်6ပါအဲ့ဆိုရင်မကြီးဟိုဒီစီနဲ့ဒီစီကကျွန်တော်ဒါကျွန်တော်တွေကအရောင်ဒီဇယ်ဖြစ်နေအရောင်ရတယ် ဒီဇယ်ရောင်နေလို့တင်ကြပါမဆရာသူကအဲ့ဒါကြောင့်စီပေါ့နော်အဲ့ဒါကြောင့်စီလေးတွေထည့်မယ်ဆိုရင်လည်းသတိထားကြအောင်နော်သူများစီရှိတယ်လက်ယူဆိုတော့လည်းတယူတယ်တော့ဒီမှာထည့်တဲ့ခါကျတော့ဓာတ်စီတွေကအဲ့လိုဒီဇယ်တွေရောနေတာပေါ့နော်အရောဖြစ်နေပြီးတော့စီတွေကလည်းမတန့်ဘူးပေါ့နော်ဒါလေးတွေသတိထားပေါ့ကျွန်တော်အခုကာဗီလာရက်ပြုတ်စီတယ်ဆင်မပြေမတင်ကားကျွန်တော်စီစစ်လိုက်ချိန်မှာစီကအဲ့လိုဖြစ်တယ်အဲ့ဒါတိုင်ကီလုံးတော့ပေါက်ချဟုတ်တိုင်လုံးပေါက်ချပြီးတော့မှစီအတန့်နဲ့ဒီချာကျွန်တော်မောင်းနေလက်ရှိမောင်းနေဘိန်းတွေကဖြုတ်ပြီးတော့စီအတန့်နဲ့တော့ပြန်ထည့်ပြီးတော့စမ်းကြည့်နော်အခုဒီမှာလက်ရှိပေါ့နော်ဒါစီပြဿနာပေါ့ဒီကဒီဇယ်တွေရောနေပြဿနာနော်ဒါအခုဖြစ်တဲ့ပြဿနာအဲ့ဒီအခုချိန်မှာပေါ့နော်တတိတော့ထားပေါ့အဲ့တော့ဒီဇယ်တွေဓာတ်စီတွေကိုကိုယ်ကထည့်တော့မှဆိုတေချာလေးတော့စစ်သူကဒီဇယ်တွေဖြစ်တဲ့အဲ့လိုအရောတွေဖြစ်တယ်အဲ့ဒါတွေကိုပေးမဲ့ဒုက္ခရောက်ပေါ့ကိုလည်းဒုက္ခရောက်ပေါ့နော်ကဲအဲ့ဒါလေးပဲသိပေးကြတာပါနော်အားလုံးပဲစီတနတ်ထေထဲပေါ့